ဒီပုံလေးတင်ပေးမယ်နော်မကကြတော့ပုံလေးတွေကြပြန်ပြီးဆွဲလိုက်တယ်နော်မေးတဲ့လူတွေကြတော့လေတခြားလူတွေဝတ်ထားတာဆိုတော့မျက်နှာလေးတွေပါတယ်ခနာကိုယ်လေးတွေပါတယ်ပေါ့နော်အဲအကြောင်းမကဒီလိုပုံလေးကိုပြန်ဆွဲပြီးမှတင်ပေးမယ်နော်ဒီလိုပုံလေးပေါ့အခုမကပတ်တန်ကိုဆွဲထားကကြတော့ဒီအရှိကိုဒီရှိပေါ့နော်ကိုလိုချင်တဲ့ဒီအပြင်ကအရှိထီကိုမှဆွဲထားတယ်နော်ဆွဲထားပြီးတော့မှအလဲကကိုဘလောက်တိုချင်လဲပေါ့နော်အတူမကပြန်ပြီးတော့ဖြတ်ချလိုက်မယ်တချို့ကြလည်းဒီအတူကိုဆွဲပြီးတော့မှဒီအရှိကိုဆက်ဆွဲတာရှိတယ်ပေါ့နော်မကတော့ဒီဘက်အရှိလေးကိုအရင်ဆွဲထားပြီးမှအလဲကအတူကိုဆွဲဖြတ်ချမယ်ပေါ့နော်အဲ့ဒါပြီးဆိုရင်မကလေပင်လေးကကြမတို့ကကြတော့တလွာတယ်เนาะနှစ်လွာမဟုတ်ဘူးလေပင်လေးကြာမတို့ကကက်ကက်လေးပဲဆွဲမယ်เนาะဒီမူရင်းလေပင်အတိုင်းပဲထားခြင်းလည်းရတယ်ပေါ့เนาะအထက်မတို့ကနည်းနည်းလေးပေးလေးကိုနှစ်စိတ်လောက်ဖြစ်ပေါ့เนาะထပ်ပြီးတော့ချဲလိုက်လို့လည်းရတယ်မူရင်းလေပင်အတိုင်းထားလို့လည်းရတယ်เนาะအဲ့ဒါပြီးမတို့ကကြတော့လေပင်လေးကိုမတို့ဒီလိုလေးဆွဲချလိုက်မယ်ပြီးမတို့ကဒီလိုလေးပေါ့เนาะပုံဖော်လိုက်မယ်เนาะဒီပုံစံတိုင်းလေးမတို့ကကြဒီတောက်ကိုလာမှာเนาะဒီတောက်ကိုလာမယ်ဆိုရင်ကိုယ်လေးဖော်ခြင်းလည်းရတယ်တန်တန်းလေးပေါ့เนาะအလိုက်တန့်လေးဖော်လို့လည်းရတယ်เนาะဒီလိုမကိုယ်လေးဖော်လိုက်ပြီးဒီလေပင်မှာထက်ကြခြင်းနဲ့ဆိုရင်ဒီလိုထက်ကွေလို့ရတယ်เนาะဒီနားလေးမှာကိုယ့်ဘက်ကိုဒီထောင်းနဲ့အလိုက်တင်လေးမတို့ကဆက်ချပေးမယ်အဲ့ဒါလေးပြီးပြီဆို तू ကဒီမှာပါလဲဖီပုံစံလေးလာတယ်เนาะဖီပုံစံလေးလာဆိုတော့ဖီကိုအောက်ဆက်ဆိုင်လေးလှုပ်ချင်တယ်ဆိုရင်တော့မတို့ရှင်းရင်ကျဲမြင်ပေါ့เนาะရှင်းရင်ကျဲမြင်เนาะအဲ့အောက်ကိုထပ်ပြီးတော့စိုက်ချင်တဲ့လောက်စိုက်လိုက်လို့ရတယ်ပေါ့နော်ကိုအောက်ကိုထပ်ပြီးတော့ကြလေးဝစ်ချင်တယ်ဆိုရင်ထပ်ပြီးတော့ကြားလိုက်လို့ရပါတယ်အဲ့လိုမဟုတ်ဘူးဒီနေရာကနေမသွားချင်ဘူးဒီလိုထပ်ကြချင်တယ်ဆိုရင်လည်းထပ်ကြလို့ရတယ်အထက်မကပြီးကိုထပ်ပြီးတော့ချချင်တယ်ဆိုရင်လည်းဝစ်ရတယ်ဆိုလည်းထပ်ပြီးတော့ချလိုက်လို့ရတယ်ပေါ့နော်ဒီဘက်တမှာမကဂျိုင်းတောက်ကိုတခါလေးဖျောက်ထားပြီးသွားပြီနော်ဂျိုင်းတောက်ဖျောက်တာကခဏပါနေတဲ့အတွက်တိလောက်မှာပါနော်ဂျိုင်းတောက်ဖျောက်ပြီးသားပတန်လေးပါနော်အဲကြောင့်မှဂျိုင်းတောက်ကမပါတော့တာပါဂျိုင်းတောက်မပါတာမဟုတ်ပါဘူးဂျိုင်းတောက်ပါပါတယ်ဂျိုင်းတောက်ကိုဖျောက်ပြီးသားတခါလေးဆွဲထားတာပါအဲ့ဒါဆိုမှကဒီမှာမလိုချင်တဲ့ဟာတွေကိုဖြတ်ထုတ်လိုက်တော့မယ်နော်ခါမှလည်းမဖြတ်ထုတ်လိုက်ပြီပေါ့နော်သူကကြတော့ခါအလဲရအတူလေးပြီးကိုအရှိလေးနော်အဲ့ဒါလေးပြီးပြီဆိုလေဘင်းကိုလည်းကိုလိုချင်တဲ့ဟာလေးကိုဖြတ်ထုတ်လိုက်မယ်ကိုမလိုချင်တဲ့ဟာလေးကိုဒီလိုလေးဖြတ်ထုတ်လိုက်ပြီပေါ့နော်အမှဆိုရင်အဲ့လိုပုံစံလေးပေါ်လာပြီအဲ့ဒါလေးပြီးပြီဆိုရင်ဒီမှာမဖြတ်ထုတ်ခင်ပေါ့နော်ဒီမှာဒါလေးကိုမဖြတ်ထုတ်ခင်เนาะဖြတ်ထုတ်တာနည်းနည်းမြန်သွားမဖြတ်ထုတ်ခင်မှာတော့လယ်နူးတောက်လေးတစ်ချက်ထိုးပေးမယ်เนาะလယ်နူးတောက်လေးဆိုတာမူရင်းလယ်ပင်ကနေပြီးမှာတော့ဒီနိုးထိတ်เนาะနိုးထိတ်အမတ်ကလေးကိုလာမယ်ဒီလိုလေးနော်ဒီလိုလေးထောက်ပြီးပြီဆိုရင်ဒီမူရင်းလယ်ပင်ပေးရနေအောက်ကိုဘလောက်လဲ၄စိတ်လေးဆင်းမယ်เนาะ၄စိတ်ဆင်းပြီဆိုမှတော့တောက်ကလေးပေါ့เนาะအဓိကဒီနေရာလေးမှာဟာအောင်မှာတော့လယ်နူးတောက်လေးထိုးပေးတာပေါ့အဲ့တောက်လေးမတို့ကဘာလုပ်ပေးရမလဲဆိုတော့မတို့တောက်ကလေးကိုထပ်ပေးရမယ်เนาะအဲ့တောက်လေးကိုမတို့ထပ်ပေးလိုက်မယ်เนาะထပ်ပြီးွားတဲ့ချိန်မှာကိုလိုချင်တဲ့နေရာလေးရစောင်းသွားတဲ့ဆိုရင်မတို့ပါပြီမြင်းလေးကိုပြန်ပြီးတော့တဲ့ပေးလိုက်မယ်เนาะအဲ့ပြီးမှမတို့ဒါလေးကိုဖြတ်ချလိုက်ပါเนาะဒီလိုပုံလေးဖြစ်သွားမယ်အကြိုင်ဒီနေရာမတို့ပါလေမဟာတော့ဘူးအဲ့အလေးပြီးပြီးဆိုရင်ဒီဟာမတို့ပါလဲဆိုတော့ပိတ်ခောက်ဖြစ်တဲ့အတွက်ပိတ်ခောက်သွားမယ်ဒါပေမဲ့ဒီနေရာလေးမှာမတို့ထပ်ပြီးတော့စားခြင်းနဲ့ဆိုရင်ဒီနေရာလေးမှာ2စိတ်လောက်ထပ်ပြီးတော့စားပေးလိုက်နော်2စိတ်လောက်စားလိုက်မယ်ပို့ပြီးတော့ချက်ကက်ကလေးထွက်လာလိုက်မယ်နော်အောက်ပိုင်းမဟုတ်เนาะအပေါ်ပိုင်းလေးကိုပဲ2စိတ်စားမယ်เนาะဒီလိုလေးစားမယ်ဒါကပိတ်ခောက်နေသွားမယ်အဲ့အလေးပြီးပြီးဆိုရင်မတို့ဒါလေးကိုဖြတ်ထုတ်လိုက်တော့မယ်နော်ဒီလိုဖြတ်ထုတ်တဲ့ချိန်ကျရင်မတို့ကကြတော့ဒီနေရာလာမှာဒီနေရာမှာဝစ်လိုက်ရင်ဒီလိုလေးဟာနေတတ်တယ်အဲ့နေရာမှာဟာအောင်မတို့ကတောက်ထိုးပေးမယ်နော်တောက်ကိုဒီမှာနော်3စိတ်လောက်တောက်လေးထိုးပေးပါမယ်ဒီနေရာလေးမှာဘယ်လောက်လဲဆိုတော့3စိတ်လောက်တောက်ကလေးထိုးပေးမယ်အတောက်ကလေးလည်းမတို့ဘာလုပ်ပေးမလဲဆိုတော့ထပ်ပေးလိုက်မယ်နော်အဲ့လိုလေးပါမှာချက်ကက်ကလေးထွက်လာမှာပေါ့နော်နှမို့ဆိုရင်ဒီနေရာလေးကဟာတက်တယ်ပေါ့နော်အဲ့ဒါဆိုရင်မတို့ဒီနေရာလေးကိုမတို့ထပ်လိုက်မယ်နော်
ဒီလိုလေးပတ်တန်လေးထက်ခါကျရင်ဒီလိုလေးထက်သွားတတ်တယ်ထက်သွားတဲ့ခါကျရင်တစ်ခါတည်းပြန်ဖြည့်လို့လည်းရတယ်မဖြည့်ခြင်းသေးဘူးဆိုရင်မတို့ပိတ်စမှာတစ်ခါတည်းဖြည့်လိုက်လို့ရတယ်ပေါ့ပြီးရင်ဒီနေရာလေးမတို့ point မှတ်မယ်เนาะပြန်ဆက်တဲ့ချိန်ကျရင်ဒီနေရာမှာမတို့ကဖြတ်ထားတဲ့အတွက်ဒီနေရာနဲ့ဒီနေရာဖြတ်ထားတဲ့အတွက်ပြန်ဆက်ရင်ဒီနေရာလေးမှာပြန်ပြီးတော့မတို့အဆက်ကလေးဖြစ်ကြမယ်เนาะမှားမှာကြောက်လို့နိုးထိတ်ဆိုလဲမတို့ပတ်တက်မှာနိုးထိတ်မှတ်မယ်ဒီဘက်မှတ်မယ်ပြန်တွဲဆက်တဲ့ချိန်ကျရင်ဒီနေရာနဲ့ဒီနေရာပြန်ပြီးတော့point ပြန်ဆုံရမယ်ပေါ့အဲ့ဒါပြီးတဲ့အပြင်ကိုဒီနေရာမှာလဲမတို့ပြန်ပြီးတော့ဆုံရမယ်အဲ့ဒါဆိုရင်မတို့ကပတ်တန်လေးကပြီးသွားပါပြီဒီနေရာလေးကတော့ပြန်ဖြည့်လိုက်ရမယ်เนาะအထစ်ကြီးမညက်ကပါဘူးနောက်ချမ်းဒါကလက်ပြက်ပါเนาะဂျိုင်းနောက်ပါပါတယ်နောက်ချမ်းကြတော့နောက်ချမ်းကတော့ပုံမှန်လုပ်နေကြအတိုင်းပဲပေါ့เนาะသူကစစ်နဲ့သွားမယ်ဆိုတော့အတွက်စစ်ပဲသွားပါပဲသွားပုံမှန်လုပ်နေကြအတိုင်းပဲလုပ်လို့ရပါတယ်ဒါလေးမှာပတ်တန်လေးကတ်ပြမယ်เนาะဒီမှာဆိုပတ်တန်လေးကိုကတ်ထားတာပေါ့เนาะဒီတိုင်းလေးပါဒီအရှိရတော့ကိုယ့်ကိုရှည်ကျင်တဲ့လောက်ရှိမယ်တူတူလေးလုပ်ကျင်တဲ့ဆိုရင်လည်းတူတူလေးရတယ်ပေါ့နော်ဒါကတစ်ချမ်းလေးပါအားဆိုရင်ဒီအင်ကြီးလေးပါပေါ့နော်နှစ်ချမ်းဆိုရင်ဒီလိုအင်ကြီးလေးဖြစ်သွားပါပြီကျေးဇူးတင်ပါတယ်